အားလုံးပဲမင်္ဂလာပါဆရာကိုတတိယလားပြီးကြတဲ့ဖတ်တွေခဏဖျားလို့ဗီဒီယိုမရိုက်တာကြားပြီနော်အခုဆရာခရီးသွားနေတာဗီဇာကိစ္စအချောင်းအဲ့ဒါအချောင်းဟိုတယ်အမျိုးမျိုးခေါ်ဝေါတင်မယ်ဖတ်တမဆောင်ရေးဘူးရဝဟာရာဟိုတယ်နော်မြန်မာနဲ့တူတယ်နော်မြန်မာစကားအင်္ဂလိပ်စကားကူတွေဝဟာရာဆိုဒီကရေးဘူးရနော်ဟိုတယ်အမျိုးမျိုးခေါ်လို့ရတယ်ဒါပေမဲ့အတိကအခန်းအမျိုးမျိုးရှိတယ်နော်အခန်းတစ်ခုနှစ်ခုပဲရှိရင်အဲ့ဒါဟိုတယ်မဟုတ်ဘူးအဲ့ဒါဘယ်လိုခေါ်မလဲဆိုခဏနေရင်ပြောမယ်နော်နောက်တစ်မျိုးက hostel ဒီစကလုံး hotel ဝဟာရာရင်းမြစ်ကအတူတူပဲ hospital ရင်းမြစ်နဲ့လေအတူတူပဲ Latin စကားက hostel ဆိုgo ဖိုင်နေရမရှိဘူးเนาะဖိုးစိတ်သက်သာတဲ့ hotel အတိကလူငယ်တွေဒီလိုမျိုးနေချင်တယ်เนาะလူငယ်တွေသူတို့ဈေးသက်သာတဲ့ခရီးထွားရင်ဒါဆိုသူတို့ go ဖိုင်အခန်းမရှိဘူးတကယ် hostel ချို့ go ဖိုင်အိတ်ဖို့နေရရှိမယ်ဒါပေမဲ့ go ဖိုင်အင်တာမရှိဘူးအဲ့လိုမျိုးเนาะဆိုဒီကဖိုးစိတ်သက်သာတဲ့ hotel လိုမျိုးပြီးတော့နောက်တဲ့ဈေးသက်သာတဲ့ hotel တစ်မျိုးက motel ဒီကစကလုံးနှစ်ခုပေါင်းထားတယ်ကနော် motor hotel motor ဆိုယင်းလိုမျိုးအတိတ်ပဲနော် motor car နော် car hotel ဆိုဒီကလမ်းထွားနေရင် car အဲ့ဒါရှိမှရပြီး hotel ဈေးသက်သာတဲ့ hotel ငါလို့ရတယ်ပြီးမှ motel အခန်းအပြင်ကနေတရိုက်ခွင့်မယ်เนาะတကယ်ဝင်းပြီးတော့ go ဖိုင်အခန်းဝင်းမယ်အဲ့လိုမျိုးမဟုတ်ဘူးဒီဖုန်းလိုမျိုးပုံစံရှိတယ်เนาะအမေရိကမှာအရင်တော့ကအဲ့လိုမျိုးအများကြီးရှိတယ်အခုအထိအနေနဲ့ရှိသေးတယ်နောက်တစ်မျိုးကလုံးဝဆန်းချင်ပဲเนาะဇေတာတွေမဟုတ်ဘူးက resort အဒီကအဲ့ဒီ hotel မှာလုံးစီရအများကြီးရှိတယ်နော်စာထုတ်ဆိုင်တွေရှိတယ်ရေကူကန်ရှိတယ်ဘွေးတွေရှိတယ်ကလေးတွေမိသားစုတွေအတွက်လို့စီရတွေရှိတယ်ဆိုစီရတွေရှိတယ်နော်တခါတလေ all inclusive resort လေးခေါ်မယ်နော် all inclusive အားလုံးပါဝင်တယ်နော်ဒါဆိုခရီးထွားနေရင်ဘာပဲလှုပ်ချင်အဲ့ဒီ hotel အဲ့ဒီ resort မှာပဲလို့ရတယ်နော်စားဖို့ အခြားနေရာထွားစရာမလိုအပ်ဘူးเนาะဆိုချင်ရင်ထွားနေရာထွားစရာမလိုအပ်ဘူးအကုန်လုံးအဲ့ဒီ resort hotel မှာပဲအဲ့ဒီ all inclusive resort မှာပဲအကုန်လို့ရတယ်เนาะနောက်တစ်မျိုးက long stay ဒါမှမဟုတ် extended stay เนาะအကြာကြီးနေတဲ့ hotel extended so တော့ထားတယ်ချိတ်ထားတယ်ဆိုတော့အဲ့ဒီ hotel မှာအကြာကြီးနေရရင်အမနေမယ်เนาะဥပမာအလုပ်ခရီးအတွက်เนาะတခါတလေအလုပ်အတွက်တစ်လာနှစ်လာလောက်အခြားနေရာမှာနေရင်ဒါဆို extended stay long stay hotel မှာနေမယ်ကြည့်ရင်ဖုံးမှန် hotel နဲ့ဘယ်လိုကွာလဲအဓိကဖုံးမှန်မိဖို့ချောင်းနေရာမှာနေရာရှိမယ်เนาะပုံမှန် hotel ဆိုအပြေအဝမိဖို့ချောင်းမရှိဘူးဒါပေမဲ့ long stay hotel ရှိမယ်ဒါဆိုအချိန်တိုင်းအပြင်မှာဆိုတော့ဆိုင်မှာစားစရာမလိုအပ်ဘူး grocery store မှာစားဝယ်ပြီးကို hotel long stay အခန်းမှာစားလို့ရတယ်နောက်တစ်မျိုးက inn ကရိုးရာ hotel တစ်မျိုးเนาะဟိုးရှိတုန်းကဆိုလမ်းထွားနေရင်ခရီးထွားနေရင်အကြာကြီးထွားရမယ်เนาะခါမရှိရင်ဆိုမြင်းနဲ့ထွားမယ်ဒါမှမဟုတ်ချိတ်ချင်နဲ့ထွားမယ်ဒါဆိုခဏခရီးထွားနေရင်ဒီနေရာမှာအိပ်ရမယ်เนาะလမ်းဘေးမှာအိပ်ရမယ်ဒီက in เนาะဆိုအမစောက်ထုတ်ဆိုင်ရှိတယ်ပြီးတော့အခန်းတွေငါလို့ရတယ် so ဒီ hotel ပုံမှန်ရိုးရာအဆောင်အုံမှာရှိတယ်เนาะပြီးတော့ပုံမှန်နည်းနည်းသေးတယ် because တကယ်အဓိက share house style လို့မျိုးเนาะ Europe မှာ British မှာပိုရှိတယ် America မှာနည်းနည်းရှိတယ်နောက်တစ်မျိုးက guest house အတိတ်ပဲမျိုးရှိတယ်အခြေခံအတိတ်ပဲက hotel နဲ့မဆိုင်ဘူးချမ်းသာတဲ့လူတွေသူတို့အင်ဂျီဘေးမှာ guest house ရှိမယ်အဲ့ဒီ guest house ဆိုသူတို့ ethic တွေလာရင်အဲ့ ethic တွေနေဖို့နေရအခြားသူတို့အင်ဂျီဘေးမှာအခြားအင်္ဂလိပ်ရှိမယ်အဲ့ဒါ guest house လို့ခေါ်တယ်အခုလေ hotel တချို့သူတို့ဖင်းမ hotel အဆောက်အုံရှိမယ်ပြီးတော့အဲ့ဒါဘေးမှာအခြားအင်းလိုမျိုးအဆောက်အုံရှိမယ်เนาะဒါဆိုဒီကိုဖိုင်အင်းလိုမျိုးငါချင်ရင်ငါလို့ရတယ်ဒါပေမဲ့သူတို့ hotel လိုမျိုးစီကန်လုံးမယ်เนาะ so သူတို့ပုံမှန် hotel လိုမျိုးတန်ရှင်ရေးလုံးမယ်
you know အဲ့လိုမျိုး room service ရှိမယ်ဒါပေမဲ့ကိုပိုင်အဆောက်အုံရှိမယ်အဲ့ဒါနဲ့နေနေစင်တူတွေက villa ဒါမှမဟုတ် bungalow နော်အဲ့ဒါတကယ်လုံးဝ hotel နဲ့ hotel တစ်ပိုင်းပါပဲဒါပေမဲ့ကိုပိုင်အဆောက်အုံရှိတယ်နော် so ပုံမှန် hotel အကြီး to the pin resort အကြီး hotel အခန်းအမျိုးမျိုးရှိတယ်ဈေးအကြီးဆုံးအခန်းအမျိုး villa ဒါမှမဟုတ် bungalow ဒါဆိုကိုပိုင်အရင်မိုက်တဲ့အဆောက်အုံငါလို့ရတယ်နော်အဲ့ဒါ villa bungalow နှစ်ခုစလုံးခေါ်တယ် America ဆို villa နည်းနည်းပိုခေါ်တယ်ဒါပေမဲ့လူတိုင်း bungalow လေးသိတယ်နောက်တဲ့ရိုးရာ hotel တစ်မျိုးက innocent တွေ bed and breakfast ဆိုလူရဲ့အင်းလိုမျိုးထိပေးထားတယ်နော်ပြီးတော့ဒီကအင်းကြီးလိုမျိုးအဲ့ဒါအင်းပိုင်းရှင်ဒါမှမဟုတ် manager နဲ့အတူနေမယ်နော်ကိုဖိုင်အခန်းရှိတယ်ပုံမှန်အရန်ကြီးတဲ့အခန်းမဟုတ်ဘူးပြီးတော့သူတို့ you know မနက်တိုင်းသူတို့မနက်စာချက်ကျွေးမယ်နော်အမှန်တကယ်စားတော့ဆိုင်လည်းမဟုတ်ဘူးသူတို့ဘာပဲချက်ချင်းဘာပဲကျွေးချင်းအဲ့ဒါပဲကျွေးမယ်နော် so ဒီလေ you know Europa တော့မဟုတ်မျိုးဟောင်းမှာဖိုးရှိတယ်ဒီကရိုးရာ hotel style တခုအဲ့ဒါ bed and breakfast B&B ဒါမှမဟုတ် B&B လေခေါ်မယ်အဲ့ဒီစာကလုံးကအခုခေတ် Airbnb company ရှိတယ် Airbnb အဓိကဆိုလူတိုင်းသူတို့အင်းသူတို့တိုက်ခန်းသူများတွေကို hotel အဖြစ်ငါပေးလို့ရတယ်နော် so ဒီက you know hotel မှာမနေချင်ရင် no Airbnb ငါလို့ရတယ်နော်အင်းတလုံးငါလို့ရတယ်တိုက်ခန်းတစ်ခုငါလို့ရတယ်ဒါဆို you know အဲ့ဒါ option တွေပို့ရှိမယ်နော်လူအဲ့ဒါအချောင်းချိုက်တယ်ဒါပေမဲ့လူတချို့လေမချိုက်ဘူးဘာချောင်းလေဒီ Airbnb အချောင်း social ပြဿနာတွေ social problem အများကြီးရှိတယ်နော်ဒီဆောင်း on တကယ်တိုက်ခံဖြစ်တဲ့နေဒါပေမဲ့အခုလူတချို့ hotel အဖြစ်ငါပေးနေတယ်နော်ဒါဆို you know ငါအင်းနီချင်းတွေအမှန်တကယ်အင်းနီချင်းမဟုတ်ပေသူတို့ hotel ethic တွေပဲဖြစ်တယ်ဒါဆိုအဲ့ဒီ ethic တွေမသိဘူးနော်ဒါဆိုပြဿနာတွေရှိတယ်ပြီးတော့နော် ancient သူတို့ဒီ you know အင်္ခါအများကြီးတောင်းရင်ဘယ်သူမှမငားချင်ရင်ဒါဆိုအဆင်ပြေတယ်သူ Airbnb အဖြစ်ငါပေးတယ်ဒါဆိုလူတိုင်းအတွက်အင်္ခါပုံမြင်မယ်နော်အခုခေတ် Airbnb အများကြီးရှိတယ်လူအချို့ you know နေရာတချို့အဲ့ဒါမိုက်တယ်နော် hotel အများကြီးမရှိတဲ့နေရာဆို Airbnb ငါလို့ရတယ်နော်ဒါမှမဟုတ်မိသားစုတစ်ကုန်းလုံးသူငယ်ချင်းတွေအများကြီးနဲ့အတူခရီးထွားရင်ဆိုအလုံး you know အင်ဂျီတစ်ခု Airbnb အင်ဂျီတစ်ခုငါအတူတူငါလို့ရတယ်နော် Airbnb company မရှိခင်ကဒီရေဘူးရခေါ်လို့က vacation rental နော်ဒါမှမဟုတ် rental home ဒါဆိုဒီက Airbnb လေယာ vacation rental home တမျိုးနော်ဒီအဲ့ဒါ company တခုရေဘူးရဆိုဒီအင်ငါချင်းရင်ဆိုအဲ့ဒီ you know ခရီးငါဖို့ခရီးနေဖို့ rental in ငါဖို့ in vacation rental လို့ခေါ်မယ်စင်ဒူတွေရစကလုံးက homestay တပမေတကယ်မတူဘူးเนาะဒီက Airbnb vacation rental ဆိုအဲ့ဒါအင်ကိုငားမယ်เนาะအင်းရှင်မပါဘူးเนาะအင်းရှင်ကတရားငားမယ် homestay ဆိုရင်အဲ့ဒီအင်းရှင်နဲ့အတူနေမယ်right သူတို့ပုံမှန် America မှာ homestay တိတ်မရှိဘူးဒါပေမဲ့အခြားနိုင်ငံတွေရောက်ရင်ဥပမာထိုင်းနိုင်ငံမြန်မာနိုင်ငံအမှ homestay မှာနေလို့ရတယ်ဒါဆိုသူတို့ရောရအစားလို့ရတယ်သူတို့ရောရနေဖုန်ထိုင်ဖုန် you know experience ရနိုင်မယ် so အဲ့ဒါ you know အမှန်တကယ်data ခံတွေနဲ့အတူနေချင်ရင် so homestay နေမယ်နော်အခြားမျိုးနေကြတဲ့တင်မျိုးက large ဆိုပုံမှန်ဒိုးဘက်မှာ hotel လို့ခေါ်တယ်နော်ဟို you know down တွေကြားမှာဒိုးအိုတွေကြားမှာ hotel large လို့ခေါ်မယ်ပုံမှန် large ဆိုအရန်ကြီးတဲ့ hotel မဟုတ်ဘူးနော်အဲ့ဒါ you know maybe အခန်း5ခု6ခုအထိတခါတလေပိုကြီးတဲ့hotel လေသူတို့ဒိုးဘက်မှာရှိရဆိုရင် large လို့ခေါ်မယ်နော် large နဲ့စင်ဒူတွေတပေမဲ့ပိုသေးတွေက cabin လို့ခေါ်တယ်နော်ဒီ cabin လေးကအတိတ်ပဲအမျိုးရှိတယ်ဒီကချိတ်ခန့်အတိတ်ပဲလေ hotel နဲ့မဆိုင်ဘူးနော်အမန်တကယ်ဒိုအိုဘက်က you know ဒိုအိုဂျာမာအင်္ဂလိပ် cabin လို့ခေါ်မယ်နော်ဒါပေမဲ့ဒိုအိုမှာနေချင်ရင် down ဂျာမာနေချင်ရင် so cabin ငါလို့ရတယ်နော်ဒီagain
you know ရောရအရန်ရုံရှင်းတဲ့အိမ်ပါပဲ rental home vacation rental တမျိုးเนาะတခါတလေ cabin ဆိုမီမလာဘူးเนาะရေမလာဘူးเนาะအဲ့ဒါ camping လုပ်ချင်ရင်အဲ့လိုမျိုးနေဘက်တော့ဘက်မှာနေချင်ရင်ဆို cabin ကမယ်နောက်ဆုံးတစ်မျိုးက campground no campground တကယ် hotel မရှိဘူးအစားအုံမပါဘူးအဲ့ဒါ camping လုပ်ချင်ရင်ဒီက camping လုပ်ဖို့နေရာပေးထားတယ်เนาะ camping ဆိုအမ you know လူရလွင်တွေစောက်လို့ရတယ်เนาะတရားဝင်နေတရားဝင်အေးလို့ရတဲ့နေရာတခါတလေ campground တချို့ဒါ facilities ရှိမယ် facilities ဆိုတာအမရေရှိမယ်အင်တာတွေရှိမယ်မီလေးရမယ်ဖြစ်နိုင်တယ်เนาะအခြား campground ဆို facilities လုံးဝမရှိဘူးเนาะအင်တာမရှိဘူးမီမလာဘူးရေမလာဘူးဒါပေမဲ့အမတရားဝင်နေလို့ရတယ်เนาะတော့အမတရားဝင်နေလို့ရတယ်เนาะဆိုအဲ့ဒါ American English မှာ Pullman Hotel အခေါ်အဝေါ်မျိုးအဲ့ဒါတွေเนาะအခြား hotel ခရီးနဲ့ပတ်သက်တာဝဟာရအချောင်းမေခွန်တွေရှိရင်ဆရာကိုမေးပြီးတော့နောက်တစ်ဗီဒီယိုတွေရိုက်ပေးမယ်